အားလုံးပဲမင်္ဂလာပါတီချာစီပါဒီနေ့မှာတော့ Fem for Starters Unit 3 First Winning ဆိုတဲ့ title လေးကိုဘယ်လို step by step သင်ကြားရမလဲဆိုတာကိုမျှပေးမှာဖြစ်ပါတယ်ရှင်ဒီ slide လေးမှာဆိုရင်တော့ဗောနော်ကလေးတွေက letter လေးတွေကိုသုံးပြီးတော့မှသူတို့ရဲ့နာမည်ပါတဲ့ letter လေးတွေကိုရွေးချယ်ပြီးတော့ the group ထားမယ်မပါတဲ့စကားလုံးလေးတွေကိုကြတော့ the group ထားမှာပေါ့နော်အဲ့ဒီပုံစံနဲ့ဆော့ရမယ့် game လေးဖြစ်ပါတယ်ကလေးတွေကသူတို့ရဲ့နာမည်ကိုသူတို့ recognize ဖြစ်အောင်လို့စီစဉ်ထားပေးတဲ့ game လေးဖြစ်ပါတယ်သင်ခန်းစာကိုမစတင်ခင်မှာအတန်းထဲမှာရှိတဲ့ကလေးတွေကိုစက်ဝိုင်းပုံထိုင်ခိုင်းပြီးတော့မှ what's your name ဆိုပြီးတော့သူတို့ရဲ့နာမည်ကိုမိတ်ဆက်ခိုင်းမယ်အဲ့ဒါပြီးရင်တော့ဒီ slide လေးကိုသုံးပြီးတော့မှ look at the girl picture and point to the capital J at the start of her name ပေါ့နော်သူမရဲ့နာမည်အရှိဆုံးမှာရှိတဲ့ letter J ကိုပေါ့နော်capital letter နဲ့ရေးထားတဲ့ letter J ကိုထောက်ပြပြီးတော့မှ the first letter of name are written with capital letter ပေါ့နော်နာမည်ရဲ့အရှိစကားလုံး9ကို capital letter စကားလုံးကြီးနဲ့ရေးရဲဆိုတာကိုကလေးတွေကို revise လုပ်ပြရမှာဖြစ်ပါတယ်ရှင်ရှင်အိမ်မှာဆိုရင်တော့ဗောနော် point to the picture of 10 people လူရုပ်ပုံ10ခုကိုထောက်ပြပြီးတော့မှ the name for the people in picture went to a Herbie Jamber at ဗောနော်picture number 1ကနေပြီးတော့မှ8ထိမှာရှိတဲ့လူတွေရဲ့နာမည်ကိုအစီအစဉ်မကြအောင်ပြုလုပ်ထားတယ် so you can put the letter bet in the correct order to spell the name and write them on the line ပေါ့နော်ကလေးတွေကဒီ question number ပေါ့နော်2 to 8မှာဆိုရင်ပေးထားတဲ့နာမည်လေးတွေကိုမှန်ကန်အောင်ပြန်ပြီးတော့မှစီပြီးတော့မှဒီ line တွေပေါ်မှာမှန်ကန်တဲ့နာမည်တွေကိုရေးပေးရမှာပဲဖြစ်ပါတယ်ရှင်For number 9, choose a name for boy and the girl ပေါ့နော် Number 9 picture တော့ကတော့ကောင်းလေးရောကောင်းမလေးတွေရောနှစ်ခုစလုံးအတွက်အဆင်ပြေမယ်နာမည်တစ်ခုကိုရေးချယ်ပြီးတော့ရေးပေးရမှာပဲဖြစ်ပါတယ်ရှင်ဒီ slide လေး3ခုမှာတော့ဗောနော် picture တွေကိုကြည့်ပြီးတော့မယောက်ျားလေးနာမည်မိန်းကလေးနာမည်ကိုဗောကလေးတွေကိုခွဲခြားတတ်အောင်လို့ဒီ slide 3ခုကိုပြင်ဆင်ထားပေးတာပဲဖြစ်ပါတယ်ရှင်Mary ကိုခွဲခြားတတ်သွားပြီဆိုရင်တော့ဗောနော် session B ကိုစတင်လို့ရပါပြီ Look at the name in the box ဗောနော် box ထဲမှာရှိတဲ့နာမည်တွေကိုကြည့်ပါ Write the name under boy girl or boy and girl name column ဗောနော်ပြီးလို့ရှိရင်တော့ယောက်ျားလေးနာမည်ဆိုရင်boy column အောက်မှာမိန်းကလေးနာမည်ဆိုရင်တော့ girl column အောက်မှာဒါမှမဟုတ်ယောက်ျားလေးရောမိန်းကလေးရောနှစ်ခုစလုံးအတွက်ပေါ့နော်အသုံးပြုရအဆင်ပြေတဲ့နာမည်တွေကိုကြတော့ boy and girl column ထဲမှာထည့်ပြီးတော့ရေးပေးရမယ်ဆိုပြီးတော့ကလေးတွေကိုပေါ့နော် instruction ပေးမယ်ကလေးတွေကသူတို့ဖြည့်ဆိုကြမှာပေါ့နော်ပြီးရင်တော့အဖြစ်မဲ့ကံမှုရှိမရှိပြန်ပြီးတော့ check လုပ်ပြီးအောင်ပါပဲရှင်ပြီးရင်တော့ကလေးတွေကို session မှာရှိတဲ့နာမည်8ခုကိုကြည့်ခိုင်းမယ်အဲ့ဒါပြီးရင်တော့ which are boy name ဘယ်ဟာတွေကယောက်ျားလေးနာမည်တွေဖြစ်နိုင်လဲwhich are girl name ဘယ်ဟာတွေကမိန်းကလေးနာမည်ဖြစ်နိုင်လဲ which are boy or girl name ဘယ်ဟာတွေကမိန်းကလေးရောယောက်ျားလေးရောနှစ်ယောက်စလုံးအတွက်အသုံးပြုရအဆင်ပြေတဲ့နာမည်တွေဖြစ်မလဲဆိုပြီးတော့ကလေးတွေကိုမေးမယ်ပြီးလို့ရှိရင်တော့ write the name on the line in B session B ရဲ့ကျန်နေတဲ့မြင်းချောင်းတွေမှာနာမည်တွေကိုဖြည့်ဆွတ်ခိုင်းရမှာပဲဖြစ်ပါတယ်ရှင်ပြီးရင်တော့ what English name do you like ဘယ်အင်္ဂလိပ်နာမည်ကိုမင်းတို့ကြိုက်နှစ်သက်လဲ Write your favorite English names on the lines in the box in B ပေါ့နော်ဒီ box session B ရဲ့ box နှစ်ခုလေးထဲမှာကိုနှစ်သက်ဆုံးအင်္ဂလိပ်နာမည်တွေကိုရေးချပေးဖို့အတွက်ကလေးတွေကိုပြောရမှာဖြစ်ပါတယ်Session C ကိုမစတင်ခင်မှာ we can use Miss and Mr for women အမျိုးသမီးတွေအတွက်ပေါ့နော် Miss နဲ့ Mr ဆိုတဲ့အတူကောက်စကားလုံးတွေကိုသူတို့ရဲ့နာမည်တွေအရှိမထားပြီးတော့အသုံးပြုတယ်ဆိုတာကိုကလေးတွေကိုပြောပြမယ်ပြီးလို့ရှိရင်တော့ပေါ့နော် Mr ဆိုတဲ့အတူကောက်စကားလုံးလေးက for men အမျိုးသားတွေရဲ့နာမည်ရှိမှအသုံးပြုတယ်ဆိုတာကိုကလေးတွေကိုပြောပြရမှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်တော့ listening နှစ်ခေါက်ဖွင့်ပြပြီးတော့မှကလေးတွေကသူတို့ကြားရပေါ့နော်နာမည်လေးတွေကိုဒီမှာဒီ line session C ကိုကလေးတွေဖြည့်ဆိုပြီးတဲ့အခါမှာတော့ဒီ slide လဲမှာပါတဲ့မေးခွန်းလေးတွေနဲ့ပြန်ပြီးတော့မေးမြန်းရမှာဖြစ်ပါတယ်ရှင်Session D မှာဆိုရင်တော့ read the question 1 to 4 question
when ကနေပြီးတော့ 40 ကို clear ရဖတ်ပြီးတော့မှ write their answer in the fourth session of the cycle ဒီဆက်ဝိုင်းမှာရှိတဲ့ပေါ့နော်အပိုင်း၄ပိုင်းမှာသူတို့ရဲ့နှစ်သက်ရာအဖြေကိုရေးခိုင်းရမှာဖြစ်ပါတယ်ရှင်Session မှာဆိုရင်တော့ဘောနော် look at the envelope in E Session မှာရှိတဲ့ဒီစာအိတ်လေးကို clear ကိုပြပြီးတော့မှ listen and write name or number clear တွေကနာမည်နဲ့ number လေးတွေကိုနားထောင်ပြီးတော့ရေးပေးရမှာပဲဖြစ်ပါတယ်ရှင်Session F မှာဆိုရင်တော့ this is a birthday card for their friend ပေါ့နော်ဒီ birthday card လေးကပေါ့နော်သူတို့ရဲ့တငယ်ချင်းတွေအတွက်ဖြစ်တယ်ဆိုဒါကြောင့် you can write their friend name and address on the envelope ပေါ့နော်ဒီစာအိတ်ပေါ်မှာကိုယ့်ရဲ့တငယ်ချင်းနာမည်နဲ့လိပ်စာကိုရေးပေးပါဆိုပြီးတော့ကလေးတွေကိုပြောပြရမှာဖြစ်ပါတယ်ရှင်ဒီ slide လေးကတော့ပေါ့နော်ကလေးတွေကပေါ့နော်picture ကိုကြည့်ပြီးတော့မှအပေါ်မှာရှိတဲ့နာမည်တွေကိုတွဲပြီးတော့ရှာခိုင်းတဲ့ slide လေးပေါ့နော် teacher တို့လိုအပ်ခဲ့မယ်ဆိုရင်တော့အသုံးပြုဖို့တွဲထည့်တာပေးခြင်းပဲဖြစ်ပါရဲ့ရှင်ရှင်ကြီးမှာဆိုရင်တော့ဗောနော် find a name from A B or C in these sentences ဗောနော်ဒီစာကြောင်းထဲမှာကလေးတွေက section A B C သုံးခုမှာတွေ့ခဲ့တဲ့နာမည်တစ်ခုချင်းစီကို sentence တစ်ကြောင်းချင်းစီမှာလိုက်ပြီးတော့ရှာပေးရမှာပဲဖြစ်ပါရဲ့ရှင်ပြီးလို့ရှိရင်တော့ teacher ကပြန်ပြီးတော့ check လုပ်ပြီးလို့ရပါတယ်ဒီ style လေးကတော့ဗောနော် teacher တို့အချိန်ရမယ်ဆိုရင် stop ပေးလို့ရတယ် game လေးတွေပဲဖြစ်ပါတယ်ရှင် teacher တို့နှစ်သက်ရ game ကိုထည့်သွင်းပြီးတော့လဲ stop ပေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်။ဘာယာပျော်ရွှင်စရာကောင်းတဲ့နေ့တစ်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။